ဒီရွာမှာည7နာရီကျော်ရင်အနောက်ဘက်အိမ်အဟောင်းကိုဘယ်သူမှမကြည့်ရဘူးကြည့်မိတဲ့သူမနဲ့မရောက်ခင်ပျောက်သွားတယ်ညဘက်မဖဲဝါအိမ်ဘက်မသွားနဲ့မင်းနာမည်ကိုခေါ်ရင်တော့ပြန်မကြည့်နဲ့ဟေးစီလင်ပေါ်မှာတယောက်ရှိတယ်ဘာငုံငါ့ကိုမီးရှို့တဲ့သူတွေရဲ့သွေးအိုးဒီမြေမှာဘတော်မှမချောက်စေရဘူးမဖဲဝါကဒီမှာရှိနေတယ်မင်းတို့ကငါဇလန်းကိုလာရိုက်တာအခုမင်းတို့ကဇလန်းဖြစ်သွားပြီ